တားရီငါတော့မကြခင်လာတော့မယ်2026ကမ္ဘာဖလားကြည့်ဖို့အတွက် TV360 application ကို down ပြီးသွားပြီကွာ ready ပဲကြည့်ဒါပေမဲ့တော့တားရီ application တစ်ခုတည်းရပဲကြည့်လို့ရတာမဟုတ်ဘူးနော်ဘလို့နီးလန်းအနေနဲ့ကြည့်လို့ရမလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဒီကနေပဲဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာအခု TV360 app ကိုအကောင့်ဖွင့်ပြီးတာနဲ့ device အကုန်လုံးမှာဘယ်လိုကြည့်လို့ရမလဲဆိုတာကိုပြောပြပေးအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းသေးသေးနဲ့ကြည့်ရတာအားမရဘူးဆိုရင် laptop လေးတစ်လုံးရှိုံနဲ့ကျွန်တော်တို့ TV360 ရဲ့ website မှာကမ္ဘာဖလားပွဲစဉ်တွေကိုကျွန်တော်တို့ဒါစိတ်ကြိုက်ကြည့်ရှုလို့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါ laptop မှာလည်းကျွန်တော်တို့ဒါ TV360 website ကနေတစ်ဆင့်ကမ္ဘာဖလားပွဲစဉ်တွေကိုအားပေးလို့ရရဲဆိုတာလေးကျွန်တော်တို့ဒီကနေပြီးပြောချင်ပါတယ်ခင်ဗျာဒါအပြင်ကိုယ့်ရဲ့အိမ်မှာပေါ့နော်ဒါကျွန်တော်တို့ရိုးရိုး TV ပဲရှိရဲဆိုရင်လည်းကျွန်တော်တို့ဒါ laptop ကနေတစ်ဆင့် HDMI ကြိုးလေးတစ်ကြိုးရှိုံနဲ့ကျွန်တော်တို့ဒါ TV ကိုချိတ်ပြီးတော့ကြည့်ရှုလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့တကယ်လို့ laptop လည်းမရှိဘူးရိုးရိုး TV လည်းဖြစ်နေတယ်ဆိုရင်ကျွန်တော်နောက်တစ်နည်းကတော့ကျွန်တော်တို့ဒီ Android box တွေကနေပြီးတော့လေကျွန်တော် TV360 ကိုဝယ်ယူကြည့်ရှုလို့ရပါသေးတယ်ခင်ဗျကဲဒါဆိုရင်တော့ device တွေလည်းစုံနေပြီဆိုတော့ကျွန်တော်တို့ဒါ2026ကမ္ဘာဖလားပွဲစဉ်တွေကိုကြည့်ရှုဖို့အတွက် TV360 ရဲ့ package လေးတွေအကြောင်းကျွန်တော်တို့ထပ်ပြီးတော့ပြောပြချင်ပါသေးတယ်ခင်ဗျာဒီနေ့ပွဲကောင်းတစ်ပွဲတဲ့အတွက်ပဲရွေးကြည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ daily package ကို999ကျပ်တင်နေဝယ်ယူပြီးတော့600 MB တောင်လက်ဆောင်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒါအပြင်တစ်ပတ်တည်းကြည့်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ weekly package ကို4999ကျပ်တင်နေဝယ်ယူရရှိပြီးတော့ 3.5GB data အထိတောင်လည်းလက်ဆောင်ရရှိနိုင်ပါသေးတယ်ခင်ဗျဒါအပြင်ဘိုလူပွဲဒီအဆုံးထိကြည့်ကျင်တယ်ဆိုရင်လည်းကျွန်တော်တို့19999ကျပ်ထဲနဲ့ package ရှိပါတယ်ခင်ဗျာဆိုတော့ဒီ package ကိုဝယ်ရဲဆိုရင်ကျွန်တော်တို့ data 15GB ထိလည်းလက်ဆောင်တွေပြန်ပြီးတော့ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒါ full world cup package ဖြစ်တဲ့ဒါ2000ကျပ်တန် package ပေါ့နော်ဆိုတော့ဒါဒီ package ကတော့ကျွန်တော်2999ကျပ်ထဲနဲ့ကျွန်တော်တို့ကမ္ဘာဖလားပွဲစဉ်တွေရော TV360 ရဲ့ premium content တွေရောပါတလားခွဲလုံးကျွန်တော်တို့စိတ်ကြိုက်ကြည့်ရှုနိုင်မှာဖြစ်တဲ့အတွက်ဒီ package လေးကိုလည်းဝယ်ဖို့အတွက်ဒီကနေပြီးတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကိုကြိုက်နေတဲ့ TV360 ရဲ့ package တွေကိုဝယ်ယူပြီးတော့ဦးရီမူပိုင်ပြသခွင့်ရရှိထားတဲ့ TV360 နဲ့အတူ device မျိုးစုံကနေ2026ကမ္ဘာဖလားပွဲစဉ်ကြီးကိုအခုပဲလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်TV360